အကွဲပြဲဇက်လန်ဂါဒီယန်ဦးစိန်ဝင်ဖာစာပလအတွင်းအစောပိုင်းကာလကအကွဲပြဲများစစ်ကြီးပြီးဆုံးသွားပြီးနောက်ဖာစာပလအဖွဲ့သည်မြန်မာနိုင်ငံရေးသမိုင်းတွင်အင်အားအတောင့်တင်းဆုံးသောအမျိုးသားတပ်ဦးအဖြစ်ပေါ်ထွက်ခဲ့သည်ဂျပန်တို့အားနိုင်ငံပေါ်မှမောင်းထုတ်သည့်ကိစ္စအောင်မြင်သောအခါဖာစာပလ၏မူလဦးတည်ရှိမှန်းချက်၏ထက်ဝက်ခန့်ပြီးစီးခဲ့သည်အဖွဲ့၏အဓိကဦးတည်ချက်ဖြစ်သောလွတ်လပ်ရေးရရှိဖို့အတွက်ဆက်လက်တိုက်ပွဲဆင်နွှဲသွားရန်ကြံရှိနေပါသည်စစ်ပြီးအစိုးရတနည်းအားဖြင့်ဘရင်ခံကောင်စီကိုစန့်ကျင်ရာတွင်ဖာစာပလအဖွဲ့ကြီးထက်တက်တန်းပိုမိုရင့်ကျက်နေသောပါတီငယ်များရှိကြတော်လဲဖာစာပလအဖွဲ့သည်သာအဓိကအတိုက်ခံပါတီဖြစ်သည်1946ခုနှစ်တွင်ဖာစာပလအဖွဲ့မှဦးဆောင်ဦးရွက်ပြုသောအထွေထွေသပိတ်မှောက်ပွဲများအပါအဝင်လှုပ်ရှားမှုများပေါ်ပေါက်ခဲ့ပြီးနောက်ရှိရင်းစွဲကိုလိုနီအခြေအနေကိုဆက်လက်ထိန်းသိမ်းထားလိုသည့်ဘရင်ခံချုပ်ဒေါ်မန်စမစ်နေရာ၌ဆက်ခံသူဗိုလ်ချုပ်ကြီးဆာဟူဘရန့်စ်သည်ဘရင်ခံကောင်စီတွင်ပူးပေါင်းပါဝင်ရန်ဖာစာပလအဖွဲ့ကြီးအားဖိတ်မှန်တကပြုခဲ့သည်နိုင်ငံရေးပါတီများအကြားအကွဲပြဲဖြစ်လေရှိသည့်အကြောင်းရင်းတရက်မှာအာဏာခွဲဝေမှုပင်ဖြစ်ပါသည်1946ခုနှစ်ကပင်ဖာစာပလအဖွဲ့ကြီးအတွင်း၌လည်း၎င်းယောဂဆွဲကပ်ခြင်းခံခဲ့ရသည်ဖာစာပလအဖွဲ့၌ပါဝင်သောအဓိကအုပ်စု၃ခုအနက်တစ်ခုဖြစ်သောကွန်မြူနစ်ပါတီသည်ဘရင်ခံ၏ကောင်စီဝင်ကြီးအဖွဲ့နေရာ2နေရာရရှိရန်ဆန္ဒရှိတော်လေဦးသိန်းဖေမြင့်တဦးတည်းသာဝင်ကြီးရာသို့ရရှိခဲ့သည်အဖွဲ့အတွင်း၌အဖွဲ့ဥက္ကဋ္ဌဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ပုဂ္ဂိုလ်များကတစ်ဖက်အထွေထွေအတွင်းရေးမှူးသခင်တန်းထုံးကတစ်ဖက်အငင်းအခုန်ဖြစ်ခဲ့ကြသည်ဤသို့ဖြစ်စေကွန်မြူနစ်အုပ်စု၏ကိုယ်စားလှယ်အဖြစ်ဦးသိန်းဖေမြင့်တဦးတည်းသာဝင်ကြီးအဖွဲ့၌ပါဝင်ခွင့်ရရှိသဖြင့်သခင်တန်းထုံးအကြီးအကျယ်စိတ်ပျက်ခဲ့သည်ကွန်မြူနစ်ပါတီနှင့်ဖာစာပလအဖွဲ့အတွင်းရှိကျန်အုပ်စုများအကြားသဘောထားကွဲလွဲမှုများပိုမိုကြီးမားနက်ရှိုင်းလာခဲ့သည်ကွန်မြူနစ်သခင်တန်းထွန်းသည်ဖာစာပလအထွေထွေအတွင်းရေးမှူးနေရာကိုအသုံးချကာဖာစာပလအတွင်းတောချက်နေရာများ၌ကွန်မြူနစ်များကိုနေရာပေးခဲ့သည်ရင်းကဲ့သို့နေရာယူလောက်ကျန်ဖန်တီးသည်ဟုသောစွဲချက်ဖြင့်1946ခုနှစ်အောက်တိုဘာလတွင်ဖာစာပလအဖွဲ့မှကွန်မြူနစ်ပါတီအားထုတ်ပယ်ခဲ့သည်1948ခုနှစ်မတ်လတွင်ဘာကာပသည်တောခိုသွားသည်ဤဖြစ်ရပ်သည်ဖာစာပလအဖွဲ့ကြီးအတွင်း၌ပထမဦးဆုံးပေါ်ပေါက်ခဲ့သောကြီးမားသည့်အကွဲပြဲပင်ဖြစ်သည်သို့ဖြစ်၍အဖွဲ့ကြီး၌ပြည်သူ့ရဲဘော်နှင့်ဆိုရှယ်လစ်တို့သာကြံရှိနေတော့သည်ဒုတိယအကွဲပြဲ1948ခုနှစ်ဇူလိုင်လတွင်ဖာစာပလအဖွဲ့ကြီးအတွင်းရှိအဓိကအင်အားစုဖြစ်သောပြည်သူ့ရဲဘော်အဖွဲ့အတွင်းသဘောထားကွဲလွဲကြကာရဲဘော်ဖြူနှင့်ရဲဘော်ဝါဟု၍အုပ်စုနှစ်ခုကွဲခဲ့ပြန်သည်ယင်းသို့အကွဲပြဲဖြစ်ပေါ်ရခြင်းပါသခင်နု၏လက်ဝဲညီညွတ်ရေးအစီအစဉ်နှင့်ပတ်သက်၍သဘောထားကွဲလွဲကြသောကြောင့်ဖြစ်ပေသည်၎င်းကွဲပြဲပါပြည်သူ့ရဲဘော်အဖွဲ့အတွင်းကွန်မြူနစ်လူလားသူများနှင့်စန့်ကျင်သူများကြောင့်ပေါ်ပေါက်လာရခြင်းဖြစ်သည်သခင်တန်းထွန်းတောမခုံမီကပြည်သူ့ရဲဘော်အတွင်းရှိကွန်မြူနစ်လူလားသူများအုပ်စုသည်ဖာစာပလအဖွဲ့နှင့်ကွန်မြူနစ်များအကြားဖြန့်ဖြေသူများအဖြစ်ဆောင်ရွက်ခဲ့ကြသည်ရင်းဖြန့်ဖြေရန်ကြိုးပမ်းမှုမအောင်မြင်ခြင်းကြောင့်1948ခုနှစ်မတ်လ28ရက်နေ့တွင်ကွန်မြူနစ်များတောခိုသွားခဲ့ကြသည်ထို့နောက်ပြည်သူ့ရဲဘော်အဖွဲ့ကလက်ဝဲအင်အားစုများအားလုံးစီလုံးညီညွတ်ရေးအတွက်လက်ဝဲညီညွတ်ရေးအစီအစဉ်တရက်ကိုအကြံပြုတင်ပြခဲ့သည်သခင်နုသည်1948ခုနှစ်မေလ25ရက်နေ့တွင်ဖာစာပလဥက္ကဋ္ဌအနေနဲ့ အချက်14ချက်ပါဝင်သောလက်ဝဲညီညွတ်ရေးအစီအစဉ်ကိုထုတ်ပြန်ကြေညာခဲ့သည်
ရင်းအစီအစဉ်တွင်လက်ဝဲကြီးအုပ်အရင်းရှင်များ၏လက်ဝဲသို့ရောက်ရှိနေသောစက်မှုလုပ်ငန်းများအားပြည်သူပိုင်ဖြင့်သိမ်းယူရေးလေလုသူများအားလေယာမြေပေးရေးပြည်ပကုန်သွယ်မှုကိုနိုင်ငံတော်ကထိန်းချုပ်ရေးနိုင်ငံ၏နိုင်ငံရေးစီးပွားရေးနှင့်မဟာဗျူဟာကျသောလွတ်လပ်မှုများကိုမထိပါနိုင်သောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုကန့်သတ်ရေးစက်မှုစီမံကိန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရေးတို့ပါဝင်သည်ပြည်သူ့ရဲဘော်အဖွဲ့အတွင်းကွန်မြူနစ်လူလာသောအုပ်စုကဦးနုအစီအစဉ်ကိုသဘောမတူကြပဲလက်နက်ကင်ပုံကန်နေကြသောအလံဖြူအလံဒီကွန်မြူနစ်များနှင့်ပူးပေါင်းဆောင်ရွက်ရေးသည်သာလက်ဝဲညီညွတ်ရေးအတွက်အခြေခံဆောင်ရွက်ရမည့်လုပ်ငန်းအဖြစ်အတင်းအကျပ်ပြောဆိုခဲ့ကြသည်ဆိုရှယ်လစ်ပါတီစန့်ကျင်ပြီးကွန်မြူနစ်လူလာသူဗိုလ်လာရောင်ဦးဆောင်သောအဖွဲ့သည်မြေရောက်ကွန်မြူနစ်များနှင့်ပူးပေါင်းရန်1948ခုနှစ်ဇူလိုင်လတွင်တောခိုသွားခဲ့ကြသည်ဆိုရှယ်လစ်လိုလားသောဗိုလ်မှူးအောင်ဦးဆောင်သည့်ရဲဘော်ဝါများသည်ဖာစာပလာအဖွဲ့အတွင်း၌ကြံရှိနေခဲ့သည်နောင်ခါ၌ရင်းရဲဘော်ဝါများသည်အဖွဲ့၌တတိယအင်အားစုဖြစ်သောဆိုရှယ်လစ်များနှင့်ပူးပေါင်းသွားသည်ဘိုးဖိုးကွန်းသည်တောတွင်ရောက်ရဲဘော်ဖြူများနှင့်များမကြာမီမှာပင်တွားရောက်ပူးပေါင်းခဲ့သည်ထို့နောက်နိုင်ငံအတွင်း၌တဘုံများ၏လှုပ်ရှားမှုပိုမိုပြင်းထန်လာခဲ့က1950ပြည့်နှစ်မကုန်မီအထိအခြေအနေပိုမိုဆိုးရွားလာခဲ့သည်တတိယအကွဲပြေဖာစာပလအဖွဲ့ကြီးအတွင်းနောက်တစ်ကွဲထပ်မံဖြစ်ပေါ်လာပါသည်ဤတစ်ချိန်တွင်ဆိုရှယ်လစ်ပါတီအင်အားစုအတွင်းမှဖြစ်သည်ဘာကာပါနှင့်ရဲဘော်ဖြူတို့အားထုတ်ပယ်ပြီးနောက်ဆိုရှယ်လစ်ပါတီသည်ဖာစာပလအားလွှမ်းမိုးနေသည့်တစ်ခုတည်းသောအင်အားစုသာဖြစ်သည်ဆိုရှယ်လစ်ပါတီသည်ဆိုရှယ်နီနှင့်ဆိုရှယ်ဖြူဟူ၍နှစ်စုထပ်မံကွဲခဲ့ပြန်သည်ဆိုရှယ်နီတို့သည်ကွန်မြူနစ်လိုလားသူများသာဖြစ်သည်ဆိုရှယ်လစ်ပါတီတွင်၌အကွဲပြဲပေါ်ထွက်လာရခြင်းမှာကိုရီးယားစစ်ပွဲနှင့်ပတ်သက်၍ဖာစာပလအစိုးရ၏မူဝါဒကိုပါလီမန်လွှတ်တော်၌ဆိုရှယ်လစ်ခေါင်းဆောင်များဖြစ်ကြသောသခင်လှကြွေသခင်လွင်နှင့်သခင်ချစ်မောင်တို့ကပြောင်ပြောင်တင်းတင်းဝေဖန်ပြစ်တင်ရာမှစတင်ခဲ့သည်အစိုးရသည်ကိုရီးယားစစ်ပွဲနှင့်ပတ်သက်၍ကုလသမဂ္ဂ၏ဆောင်ရွက်မှုများကိုထောက်ခံခဲ့ပြီးအထက်ပါခေါင်းဆောင်များကအစိုးရ၏ဆောင်ရွက်ချက်ကိုမကျေနပ်ပဲပါလီမန်၌ပြစ်တင်ဝေဖန်ခဲ့ခြင်းဖြစ်သည်ရင်းတို့အားမိမိပါတီဖြစ်သောအစိုးရ၏မူဝါဒကိုဝေဖန်ရှုတ်ချခဲ့သည့်အတွက်ဖာစာပလအဖွဲ့မှထုတ်ပယ်ခဲ့သည်၎င်းတို့ကဗမာပြည်အလုံသမားနှင့်လယ်သမားပါတီကိုဖွဲ့စည်းတည်ထောင်ခဲ့ရာရင်းပါတီသည်ဖာစာပလအားမြေပေါ်မှစန့်ကျင်လျက်ရှိသည့်အင်အားအတောင့်တင်းဆုံးသောပါတီဖြစ်လာခဲ့သည်ဆိုရှယ်လစ်ပါတီတွင်ကွဲပြဲပြီးဆိုရှယ်နီတို့ကိုထုတ်ပယ်ပြီးချိန်မှစ၍ဖာစာပလအဖွဲ့ကြီး၌သခင်တင်ဦးဘဆွေနှင့်ဦးကျော်ငိမ့်တို့ဦးဆောင်သောဆိုရှယ်လစ်လက်ကျန်အုပ်စုသည်အင်အားအကြီးမားဆုံးသောအုပ်စုဖြစ်ခဲ့သည်တို့ရာတွင်နောက်လာမည့်9နှစ်တာကာလအတွင်းရင်းဆိုရှယ်လစ်များအတွင်းအားပြိုင်မှုတန်တရားဖြစ်မှုနှင့်အယုံသင်္ကာဖြစ်မှုများပေါ်ပေါက်လာခဲ့ပြီးဥနုကဲ့သို့သောတသီးပုဂ္ဂလများနှင့်ဆိုရှယ်လစ်များအကြား၌လည်းအလားတူဖြစ်ပွားပေါ်ပေါက်ခဲ့သည်အားပြိုင်မှုနှင့်လုပ်ကြံမှုများ1952ခုနှစ်ကဖာစာပလအဖွဲ့၏ဖွဲ့စည်းမှုအနေအထားမှာ1945ခုနှစ်ကာလကအခြေအနေနှင့်လုံးဝခြားနားနေပြီဖြစ်သည်အစာပိုင်းတွင်အဖွဲ့ကြီး၏ရန်ကုန်ဌာနချုပ်နှင့်အောက်ခြေအဖွဲ့အစည်းများဖြစ်ကြသောမြို့နယ်နှင့်ကျေးရွာအဆင့်ထိအဖွဲ့ပေါင်းစုံကအပြည့်အဝကိုစားပြုခဲ့တော်လဲအချိန်ကြာမြင့်လာသည်နှင့်အမျှအခြေအနေသည်တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်1952ခုနှစ်တွင်ဖာစာပလဌာနချုပ်ကိုဦးနုခေါင်းဆောင်သောတသီးပုဂ္ဂလနှင့်ဆိုရှယ်လစ်များကစိုးမိုးထားပြီးခရိုင်မြို့နယ်များရှိအလုံသမားအဖွဲ့နှင့်တောင်သူလယ်သမားများအစည်းအရုံးများသည်ဆိုရှယ်လစ်အုပ်စု
သခင်တင်ဦးဘဆွေနှင့်ဦးကျော်ငိမ့်တို့၏ဩဇာခံများဖြစ်နေကြသည်ဤခေါင်းဆောင်များအကြားအားပြိုင်မှုသည်ရှုပ်ထွေးလှသည်ဆိုရှယ်လစ်များသည်ကြောထောင်းနောက်ခံအဖွဲ့မရှိသောတတိပုဂ္ဂလဦးနုအားရင်းတို့၏ခေါင်းဆောင်အဖြစ်ထားရှိရသည့်အတွက်မကြာခဏမနာလိုဝင်တိုကြတော်လဲမိမိတို့ဆိုရှယ်လစ်အချင်းချင်းနှင့်စာလျင်တော်သေးသည်ဟုသောသဘောဖြင့်ဦးနုကိုပင်ဖတ်တွယ်နေကြသည်ဒေကာနယ်ကြီးရေးသားသည့်လူပေါ်လူစောလုံနီးစာအုပ်ကိုကျေညက်အောင်နားလည်ထားသူဦးနုနှင့်ဆိုရှယ်လစ်ခေါင်းဆောင်များအကြားဆက်ဆံပုံများသည်ကျင်လည်ပါနှက်မှုပညာသားပါမှုတို့၌စံယူဖွယ်ရာဖြစ်သည်ဆိုရှယ်လစ်ပါတီခေါင်းဆောင်၃ဦးညီညွတ်မှုရနေသည့်လက္ခဏာပေါ်လာသည့်နှင့်တပြိုင်နက်ဦးနုသည်ယာဒူးမှနှုတ်ထွက်တော်မူဟုအတန်ပေးလိုက်ခြင်းဖြင့်ဝင်ကြီးချုပ်ယာဒူးလိုလားနေကြသည့်ပုဂ္ဂိုလ်၃ဦးကြားစီးလုံးမှုပြိုကွဲအောင်ဖန်တီးနိုင်ခဲ့သည်အပြီးသက်အကွဲပြဲဖာစာပလအဖွဲ့ကြီးအတွင်းစတုဒ္ဓမြောက်နှင့်အပြီးသက်အကွဲပြဲမှာအဖွဲ့အားလွှမ်းမိုးထားသောဆိုရှယ်လစ်ပါတီတွင်အကွဲပြဲပင်ဖြစ်သည်ရင်းကဲ့သို့အကွဲပြဲပေါ်ပေါက်စေရန်အတွက်ဦးနုကဲ့သို့သောတတိပုဂ္ဂလကပိုမိုတွန်းအားပေးသည့်သဘောဖြစ်စေခဲ့ပါသည်ဖာစာပလအဖွဲ့ကြီးအတွင်းစတုဒ္ဓမြောက်နှင့်အပြီးသက်အကွဲပြဲမှာအဖွဲ့အားလွှမ်းမိုးထားသောဆိုရှယ်လစ်ပါတီတွင်အကွဲပြဲပင်ဖြစ်သည်ရင်းကဲ့သို့အကွဲပြဲပေါ်ပေါက်စေရန်အတွက်ဦးနုကဲ့သို့သောတတိပုဂ္ဂလကပိုမိုတွန်းအားပေးသည့်သဘောဖြစ်စေခဲ့ပါသည်1945ခုနှစ်တွင်ဆိုရှယ်လစ်ပါတီ၏တဘာပတိအဖွဲ့တွင်သခင်များဦးကိုကိုကြီးဦးဘဆွေဦးကျော်ငိမ့်နှင့်ဦးလှမောင်တို့အားအဖွဲ့ဝင်များအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ပြီးသည့်နောက်အကြိမ်တစ်ခါမျှပြန်လည်ဖွဲ့စည်းခြင်းမရှိခဲ့ပါသခင်များကြဆုံးခဲ့ပြီး1948ခုနှစ်တွင်ဦးကိုကိုကြီးနိုင်ငံရေးလောကမှပျောက်ကွယ်သွားခြင်းနှင့်ဦးလှမောင်တို့သည်တန်တမန်ဝန်ထမ်းဖြစ်သွားသည့်နောက်ပိုင်းမှဆိုရှယ်လစ်ပါတီသည်အမည်ခံမျှသာရပ်တည်ခဲ့ပါသည်လုံမှုဆောင်အဖွဲ့ကိုအခါအားလျော်စွာပြောင်းလဲဖွဲ့စည်းခဲ့တော်လဲဤသည့်အခါမှစနစ်တကျရွေးချယ်တင်မြှောက်ခြင်းမရှိခဲ့ပါဆိုရှယ်လစ်များသည်ဖာစာပလအဖွဲ့ကြီးကိုထိန်းချုပ်ထားနိုင်သည်နှင့်အမျှဆိုရှယ်လစ်ပါတီအားစီယုံရေးအင်အားစုတရက်အနေဖြင့်ကြိုးပမ်းဆောင်ရွက်ရန်အရေးတကြီးမလိုအပ်ပါဆိုရှယ်လစ်ပါတီသည်အစွန်းရောက်သမားများဖြစ်ကြသောသခင်လွင်သခင်လှကြွေနှင့်သခင်ချစ်မောင်တို့ဗမာနိုင်ငံအလို့သမားလေသမားပါတီကိုတီးခြားခွဲထွက်ထူထောင်ပြီးနောက်နှစ်ချမ်းကွဲသွားခဲ့ပါသည်ပါတီ၏စီယုံရေးအားနည်းချက်ကပါတီတွင်အကွဲအပြဲများပေါ်ပေါက်လာအောင်ဖန်တီးခဲ့ပြီးအဆုံးတွင်ဖာစာပလအဖွဲ့ကြီးပြိုကွဲသည့်အထိရက်ရိုက်ခဲ့သည်ရင်းနောက်ပိုင်းတွင်ဆိုရှယ်လစ်ပါတီသည်အဖွဲ့အစည်းတရက်အနေဖြင့်မရှိတော့ဘဲ၎င်း၏ခေါင်းဆောင်များဖြစ်ကြသောဦးဘဆွေဦးကျော်ငိမ့်နှင့်သခင်တင်စသောပုဂ္ဂိုလ်များသာကျန်ရှိနေသည်ဦးဘဆွေသည်ဆိုရှယ်လစ်ပါတီ၏အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌရာထူးကိုအစဉ်တစိုက်ရယူခဲ့သည်ပါတီ၏စီယုံရေးအားနည်းလာသည်နှင့်အမျှလူဒန်းစားကင်းမဲ့သောလူပေါင်းထူထောင်ရေးကိုတိုက်တွန်းစည်းရုံးခဲ့ကြသူဦးဘဆွေသည်ဆိုရှယ်လစ်ပါတီ၏အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌရာထူးကိုအစဉ်တစိုက်ရယူခဲ့သည်ပါတီ၏စီယုံရေးအားနည်းလာသည်နှင့်အမျှလူဒန်းစားကင်းမဲ့သောလူပေါင်းထူထောင်ရေးကိုတိုက်တွန်းစည်းရုံးခဲ့ကြသူဆိုရှယ်လစ်များသည်မိမိတို့အတွင်းလူဒန်းစားခွဲခြားလာကြသည်ရင်းတို့အတွင်းပညာတတ်လူဒန်းစားနှင့်ပညာမဲ့လူဒန်းစားဟူ၍အတန်းစားနှစ်ရက်တို့တိတိတတ်တာပေါ်ပေါက်လာသည်ပညာတတ်လူဒန်းစားများကိုဦးကျော်ငိမ့်နှင့်ဦးဘဆွေတို့ကဦးဆောင်ပြီးပညာမဲ့လူဒန်းစားများအားသခင်တင်နှင့်သခင်ကျော်ထွန်းတို့ကခေါင်းဆောင်ခဲ့သည်ဘဝင်မြင့်ယောဂါနှင့်သူတစ်ပါးအားအထင်သေးယောဂါဆွဲကပ်မှုတို့ကိုအခြေခံ၍ဆိုရှယ်လစ်ပါတီဝင်များအတွင်းဂိုင်းကဏ္ဍယူဆများပေါ်ပေါက်လာခဲ့သည်ရင်းဂိုင်းကဏ္ဍအစွဲလန်းများသည်ဖွံ့ဖြိုးရေးစီမံကိန်းများအကောင်အထည်ဖော်ရေး
ပါတီဝင်နောက်လိုက်အင်အားများစုစည်းရေးတို့တွင်စီယုံရေးအားပြိုင်မှုများပိုမိုဖြစ်ပေါ်လာစေခဲ့သဖြင့်လုပ်ဖော်ကိုင်ဘက်ဆိုရှယ်လစ်ပါတီဝင်အချင်းချင်းယခုကဲ့သို့အုပ်စုကွဲသွားခြင်းဖြစ်ပါသည်ဆိုရှယ်လစ်ပါတီဝင်များအတွင်အုပ်စုနှစ်ခုကိုတရားဝင်ခွဲ၍ဖွဲ့စည်းခဲ့ခြင်းမဟုတ်တော့လေဆိုရှယ်လစ်ပါတီခေါင်းဆောင်များအတွင်အလိုအုပ်စုနှစ်ခုအဖြစ်ကွဲလာပါသည်အချိန်ကြာညောင်းလာသည်နှင့်အမျှအုပ်စုနှစ်ခုကွဲမှုသည်ပိုမိုရုပ်လုံးပေါ်လာကြသည်ပညာတတ်အုပ်စုကစက်မှုနိုင်ငံထူထောင်ရေးကိုယုံကြည်ကြသည်ပညာမဲ့သူများအုပ်စုကမူနိုင်ငံ၏စီးပွားရေးကိုလေယာစိုက်ပျိုးရေးအပေါ်တွင်သာအခြေခံသင့်သည်ဟုလက်ခံထားကြသည်ထို့ကြောင့်1952ခုနှစ်ဩဂုတ်လ၌ပြည်တော်သာစီမံကိန်းကွန်ဖရင့်ကျင်းပပြီးနောက်ဤအုပ်စုနှစ်ခု၏ခေါင်းဆောင်များသည်မိမိတို့တာဝန်ယူဆောင်ရွက်ရသောဝင်ကြီးဌာနအလိုက်မိမိတို့သဘောကျရာစီမံကိန်းများကိုရေးဆွဲဆောင်ရွက်ခဲ့ကြပါသည်ပညာတတ်အုပ်စုသည်စက်မှုလက်မှုတတုတွင်သမဝါယမဝင်ကြီးဌာနများကိုကာ၍၎င်းပညာမဲ့အုပ်စုသည်လေယာစိုက်ပျိုးရေးလေယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝင်ကြီးဌာနများကိုကာ၍၎င်းရင်းတို့အလိုကျစီမံကိန်းများကိုရေးဆွဲအကောင့်ထဲဖော်ခဲ့ကြပါသည်ပညာတတ်များအုပ်စုမှဥပဆွေသည်စီယုံရေးအရအလုသမာသမဂ္ဂများကိုကင်တွယ်ထားသဖြင့်စက်မှုလုပ်ငန်းများနှင့်နီးကပ်ဆက်ဆက်မိခဲ့ပါသည်ဦးကျော်ငိမ့်သည်လူငယ်များကိုကင်တွယ်ခဲ့သည်သခင်သာခင်သည်အမျိုးသမီးအဖွဲ့များကိုစီယုံခဲ့သည်ပညာမဲ့အုပ်စုမှသခင်တင်နှင့်သခင်ကျော်ထွန်းတို့သည်လူဦးရေအရအင်အားအတောင့်တင်းဆုံးဖြစ်သောဗမာပြည်တောင်သူလယ်သမားအစည်းအရုံးဘာတာလာဆာကိုကင်တွယ်ခဲ့ပြီးသခင်ပန်းမြိုင်သည်စီးပွားကုန်သွယ်ရေးအဖွဲ့စပကတကိုကင်ထားသည်ဆိုရှယ်လစ်များအတွင်ပညာရေးချင်းကွဲခြားမှုပေါ်တွင်အခြေခံ၍ပေါ်ပေါက်လာသောအုပ်စုကွဲမှုသည်တဖြည်းဖြည်းပိုမိုထင်ရှားလာသည်သခင်ကျော်ထွန်းက၎င်းတို့ဘက်မှပုဂ္ဂိုလ်များမှာစာမတက်တော်လဲတန့်ရှင်းကြောင်းမိမိတို့အုပ်စုဝင်ခေါင်းဆောင်3ယောက်ပေါင်းမှ9တန်းသာရှိကြောင်းစန့်ကျင်ဘက်အုပ်စုမှခေါင်းဆောင်များမှာဘွဲရသူများဖြစ်တော်လဲမတန့်ရှင်းကြောင်းဖြင့်သတင်းတော်တူအားဖွင့်ရပြောကြားခဲ့ပါသည်ပညာမဲ့သူများအုပ်စု၌ပါဝင်သောသခင်တင်မောင်ကြီးသည်အင်းစိန်မြို့လူထုအစည်းအဝေးပွဲတစ်ခု၌မိန့်ခွန်းပြောကြားရာတွင်ပညာတတ်များကပညာမတတ်သူများအပေါ်ခေါင်းပုံဖြတ်မှုကိုရည်ညွှန်းပြောဆိုခဲ့ပါသည်ဆိုရှယ်လစ်များအတွင်စီယုံရေးအားပြိုင်မှုပဏိပခသည်ခရိုင်နှင့်မြို့နယ်များတွင်ပညာမဲ့အုပ်စု၏ဘာဘာလာဆာကဖာစာပလအဖွဲ့များကိုလွှမ်းမိုးရန်ကြိုးပမ်းမှုကြောင့်ပိုမိုပြင်းထန်လာခဲ့သည်တို့ရာတွင်ဤစီယုံရေးဆိုင်ရာပဏိပခများသည်ရန်ကုန်မြို့ရှိခေါင်းဆောင်များအကြားပုဂ္ဂိုလ်ရေးရာပဏိပခများအဖြစ်သို့ပြောင်းလဲခြင်းမရှိသေးသည့်အတွက်ဦးပါဆွေဦးကျော်ငိမ့်သခင်တင်သခင်ကျော်ထွန်းနှင့်၎င်းတို့၏ဒုတိယတန်းခေါင်းဆောင်များသည်တဦးနှင့်တဦးဟန်ဆောင်အပြောများနှင့်ပြောဆိုဆက်ဆံနိုင်ခဲ့ကြသည်အမှန်စင်စစ်အားဖြင့်ဦးကျော်ငိမ့်နှင့်သခင်တင်တို့ကြားရှင်ပြိုင်မှုသည်အခြားသောသူများထက်ပိုမိုကြီးထွားခဲ့သည်ဥပဆွေသည်ဝင်ကြီးချုပ်ရာထူးကိုရရှိရန်အလားလာရှိသူ3ဦးအနက်2ဦးဖြစ်တော်လဲ၎င်း၏ဆန္ဒပြင်းပြမှုမရှိခြင်းကြောင့်ကြံပုဂ္ဂိုလ်2ဦးကသူ့အားများစွာအလေးဂရုမပြုခဲ့ကြပါဥပဆွေသည်စေးဆက်ဖြန့်ဖြေးပေးခဲ့သူ၏အခန်းကဏ္ဍကိုပိုမိုနှစ်သက်သည့်အတွက်အန္တရာယ်မပြုနိုင်သည့်ပြိုင်ဘက်အဖြစ်အတိမတ်ပြုခံခဲ့ရသည်အဖွဲ့အစည်းများတွင်အားပြိုင်မှုများသည်1958ခုနှစ်မတိုင်မီအထိဥပဆွေသခင်တင်နှင့်သခင်ကျော်ထွန်းတို့၏ဆက်ဆံရေးကိုထိပါမှုမရှိခဲ့ပါမူလကဦးနုသည်ဖာစာပလအတွင်ဂိုင်းကဏ္ဍပဏိပခများမှလုံးဝကင်းရှင်းပြီးရင်းပဏိပခများရပ်တန့်သွားရန်မကြာခဏဖိအားပေးခဲ့သည်ဆိုရှယ်လစ်ဝါဒီများအတွင်သဘောထားကွဲလွဲနေခြင်းကိုဦးနုသည်
အမှန်တကယ်စိတ်ပူပန်ခြင်းမရှိတော့ညာလဲဆိုရှယ်လစ်ဝါဒီများအတွင်းသဘောထားကွဲလွဲနေခြင်းကိုဦးနုသည်အမှန်တကယ်စိတ်ပူပန်ခြင်းမရှိတော့ညာလဲအဖွဲ့ကြီးအစိမ့်စိမ့်အမွာမွာပြိုကွဲသွားမည်ကိုမလိုလားပါဦးနုသည်ဖာစာပလအဖွဲ့ကြီးမှမလိုလားအပ်သည့်အင်အားစုများကိုထုတ်ပယ်ခြင်းဖြင့်ပြန်လည်ဖွဲ့စည်းရန်ကြိုးပမ်းဆောင်ရွက်ခဲ့သည်တို့ရာတွင်ယင်းသို့ထုတ်ပယ်ခြင်းသည်လက်တွေ့အားဖြင့်အဖွဲ့ကြီးကိုအဆုံးသတ်သွားစေမည်ဖြစ်ကြောင်းကိုသူသဘောပေါက်နားလည်ခြင်းမရှိခဲ့ဖွဲ့စည်းများအတွင်ဖြစ်ပွားသည့်ပဋိပက္ခများသည်အောက်ခြေအဖွဲ့များမှစ၍ပုဂ္ဂိုလ်ရေးရာတိုက်ပွဲများအသွင်သို့တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်1955-56ခုနှစ်တွင်ဦးကျော်ငြိမ်း၏အုပ်စု၌ပါဝင်သည့်သမဝါယမဝင်ကြီးဦးထွန်းဝင်းနှင့်သခင်တင်သခင်ကျော်ထွန်း၏အုပ်စု၌ပါဝင်သောဒီမိုကရေစီဒေသန္တရအုပ်ချုပ်ရေးဝင်ကြီးသခင်ပန်းမြိုင်တို့ကြားရင်းတို့၏တာဝန်များကိုဆောင်ရွက်ရာ၌ပဋိပက္ခများပေါ်ပေါက်ခဲ့သည်